တစ်ချိန်ကြလို့ရှိရင်အတုံးအလှဲ့ဆိုတာပြန်လာပြုသူအသစ်ဖြစ်သူအဟောင်းအတုံးအလှဲ့ဆိုတာအခုကိုကလှုပ်တယ်လို့ဆိုလို့ရှိရင်ကိုကလှုပ်နေတာအသစ်ပဲအလုတ်ခံရတဲ့အကောင်ကတစ်ချိန်တုန်းကကိုလှုပ်ခဲ့တာခံရတယ်လို့သူတို့ဆိုအေးနောက်တစ်ချိန်ကြလို့ရှိရင်ကိုကအလုတ်ခံရတဲ့ကိုကမျိုးရောက်သွားနိုင်တယ်ရဲဆက်ဆက်နွားတွေတတ်တဲ့စိတ်တွေတတ်တဲ့အသက်ခံရတဲ့နွားနဲ့စိတ်ကကျေးဇူးတင်နေမှာတစ်ချိန်ကြလို့ရှိရင်အတုံးအလှဲ့ဆိုတာပြန်လာပြုသူအသစ်ဖြစ်သူအဟောင်းအတုံးအလှဲ့ဆိုတာအခုကိုကလှုပ်တယ်လို့ဆိုလို့ရှိရင်ကိုကလှုပ်နေတာအသစ်ပဲအလုတ်ခံရတဲ့အကောင်ကတစ်ချိန်တုန်းကကိုလှုပ်ခဲ့တာခံရတယ်လို့သူတို့ဆိုအေးနောက်တစ်ချိန်ကြလို့ရှိရင်ကိုကအလုတ်ခံရတဲ့ကိုကမျိုးရောက်သွားနိုင်တယ်ရဲဆက်ဆက်နွားတွေတတ်တဲ့စိတ်တွေတတ်တဲ့အသက်ခံရတဲ့နွားနဲ့စိတ်ကကျေးဇူးတင်နေမှာ